ဖြူကောင်လေးတစ်ကောင်ဟာတန်စကာခြံစည်းရိုးနားကိုတတိထားပြီးချင်းကပ်သွားတယ်။ခြံစည်းရိုးပေါ်မှာတင်ထားတဲ့မြေပဲယိုတွေကိုသူငေးကြည့်နေခဲ့တာပါ။သူဟာအဲ့ဒီဆွဲဆောင်မှုကိုမအောင်အီးနိုင်တော့ပါဘူး။ဒီယုံတွေကိုအပြစ်ပေးဖို့အတွက်လူကြီးကဟင်းသီးဟင်းရွက်ခြံဘေးပတ်လည်မှာလျှက်စစ်ကာရန်ထားတဲ့ပိုက်ကွန်တွေတက်ဆင်လိုက်ပါတယ်။ဒါပေမဲ့လည်းဒီအတားအဆီးဟာလူကြီးတတိမထားမိတဲ့အချိန်မှာပီတာကိုတားဆီးဖို့မစွမ်းတာခဲ့ပါဘူး။သူဟာသူ့ဖော်တွေကိုခေါ်ပြီးအမိုးပေါ်တက်သွားခဲ့တယ်။သူတို့တွေဟာလျှက်စစ်ကြိုးတွေပေါ်မှာရိမ့်ရိုင်ပြီးလမ်းလျှောက်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့တွေအောက်ကိုပြုတ်ကျသွားတာကိုမရှောင်လွှဲနိုင်ခဲ့ပါဘူး။အတော်လေးစူးစမ်းလိုက်ရပြီးနောက်မှာတော့မြေပြင်ပေါ်ကိုဘေးကင်းကင်းဆင်းသက်နိုင်ခဲ့ပေမဲ့လူကြီးကချက်ချင်းပဲမြင်သွားခဲ့ပါတယ်။ဒီအခြေအနေကိုမြင်တာနဲ့သူတို့တွေဟာအသေးအတန်ထွက်ပြေးကြပါတော့တယ်။နောက်ဆုံးမှာတော့ပီတာဟာကံကောင်းထောက်မှစွာနဲ့လွတ်မြောက်သွားခဲ့ပါတယ်။ဒါပေမဲ့တခြားယုံကတော့ကံမကောင်းခဲ့ပါဘူး။လူကြီးကသူ့ကိုအိတ်ထဲထည့်ပြီးမြစ်ထဲကိုပစ်ချဖို့ပြင်ဆင်ပါတော့တယ်။ယုံတွေဟာသူ့ကိုကယ်တင်ဖို့အတွက်ကားပေါ်ကိုအမြန်တက်ခဲ့ကြပါတယ်။လူကြီးရဲ့မျက်လုံးတွေကိုအိတ်နဲ့အုပ်ဖို့ကြိုးစားခဲ့ပေမဲ့ပထမအချိန်မှာတော့မအောင်မြင်ခဲ့ပါဘူး။အဲ့ဒီနောက်မှာပီတာကစက်အင်ဂျင်စီပြေးသွားပြီးရှေ့ဖုံးကိုဖွင့်ချလိုက်ပါတယ်။လူကြီးကဘာဖြစ်တာလဲဆိုတာကြည့်ဖို့ကားပေါ်ကဆင်းလာခဲ့တယ်။ကျန်တဲ့ယုံတွေကတော့ဒီအခွင့်အရေးကိုအသုံးချပြီးသူတို့အဖော်ကိုကယ်ထုတ်လိုက်ကြပါတယ်။သူတို့ဟာအဝေးကြီးမှန်ပြောင်းတစ်ခုနဲ့တောင်အစားထိုးလဲလှယ်ခဲ့ကြပါသေးတယ်။လူကြီးဟာတတိလက်လွတ်နဲ့အဝေးကြီးမှန်ပြောင်းကိုမြစ်ထဲပစ်ချမိသွားတယ်။သူဟာမြစ်ထဲဆင်းပြီးအဲ့ဒါကိုပြန်ရှာခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့သူဟာမြို့ထဲကိုကားမောင်းသွားခဲ့တယ်။ဆိုင်မှာဖောက်ခွဲရေးပစ္စည်းတွေအများကြီးဝယ်ခဲ့ပါတယ်။လူကြီးရဲ့အစီအစဉ်ကိုသိသွားပြီးနောက်မှာတော့ယုံတွေဟာပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေစတင်လှုပ်ဆောင်ကြပါတော့တယ်။အဲ့ဒီနေ့မှာလူကြီးနိုးနိုးချင်းပဲကတင်ပေါ်မှာရှိတဲ့ညက်တစ်ခုနဲ့အညက်ခံလိုက်ရပါတယ်။လူကြီးဟာဒီလိုနှိပ်စက်ခံရမှုကြောင့်ဒေါသတကြီးယူသွတ်သွားခဲ့တယ်။သူတကားကိုဖွင့်ဖို့လုပ်တဲ့အချိန်မှာပဲနောက်ကိုလွှတ်ဆင်သွားခဲ့ပါတယ်။တကယ်တော့ပီတာနဲ့တခြားယုံတွေဟာအကြိမ်ကြိမ်စူးစမ်းပြီးနောက်မှာလျှက်စစ်ပတ်လန်းကိုပြောင်းလဲပစ်ခဲ့ကြတာပါ။သူအမိုးပေါ်ကနေဆင်းခဲ့ရပေမဲ့လျှက်စစ်ရှော့အတိုက်ခံရလုံးပါပဲ။သူပြန်နိုးလာတဲ့အချိန်မှာတော့ညရောက်နေပါပြီ။ဒေါသချောင်းချောင်းထွက်နေတဲ့လူကြီးကဖောက်ခွဲရေးပစ္စည်းအလုံးကိုယုံတွင်းထဲပစ်ချလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ယုံတွေကိုတိုက်ရိုက်တိုက်ခိုက်ပါတော့တယ်။ပီတာဟာအချိန်မီမရှောင်နိုင်ခဲ့တာကြောင့်လူကြီးရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ဒီလိုအရေးကြီးတဲ့အချိန်မှာပဲသူ့ရီးစားကအနားကိုရောက်လာပြီးသူ့ရဲ့ဖောက်ခွဲရေးခလုတ်ကမတော်တဆမြေပြင်ပေါ်ပြုတ်ကျသွားခဲ့တယ်။ပီတာကတော့မတွန့်ဆုတ်ပဲခလုတ်ကိုနှိပ်လိုက်ပါတော့တယ်။ဒီပောက်ကွဲမှုကဒီလောက်အထိပြင်းထန်လိမ့်မယ်လို့လူကြီးမမျှော်လင့်ထားခဲ့ပါဘူး။တစ်ပင်ကြီးတစ်ပင်ကိုလဲကျသွားစေရုံတင်မကပဲသူ့ရီးစားရဲ့အမှုပညာစတူဒီယိုခန်းကိုပါဖိမိသွားစေခဲ့ပါတယ်။သူကတော့ဒါတွေအားလုံးဟာယုံတွေကြောင့်လို့အပြစ်ပုံချပါတော့တယ်။ဒါပေမဲ့လည်းသူ့ရီးစားကတော့သူပြောတာတွေကိုလုံးဝမယုံကြည်ခဲ့ပါဘူး